ကုသိုလ်လုပ်တိုင်းဘယ်ကုသိုလ်မှမဆိုသီလမှာဖြစ်ဖြစ်ဒါနမှာဖြစ်ဖြစ်ဘာဝနာမှာဖြစ်ဖြစ်အနည်းချုပ်လိုက်ကုသိုလ်နှမျိုးပဲရှိတယ်ဝတ္တကုသိုလ်နဲ့ဝိဝတ္တကုသိုလ်ဆိုတာလေဒီလူစည်းစိမ်နတ်စည်းစိမ်ပေါ့နော်ခုနကချမ်းသာတွေကိုရည်ရွယ်တောင်းတပြီးတော့သီလဆောင်တယ်ဒါနကုသိုလ်တွေလုပ်တယ်တရားတွေထိုင်တယ်ဆိုရင်အဲ့ဒါကိုဝိဝတ္တကုသိုလ်ဝတ္တကုသိုလ်လို့ခေါ်တယ်ဝတ္တကုသိုလ်ဆိုတာကတန်တရာမှာလဲစေတဲ့ကုသိုလ်လို့ခေါ်တယ်နော်နောက်အဲ့လိုမဟုတ်ဘူးမတ်ဖို့နိဗ္ဗာန်ကိုရည်စူးပြီးလုပ်တာဒါနလုပ်လို့ရှိရင်မတ်ဖို့နိဗ္ဗာန်ရအထောက်ပံ့ဖြစ်ပါစေသီလဆောက်တည်ရင်ဒီသီလကုသိုလ်တွေမတ်ဖို့နိဗ္ဗာန်ရအထောက်ပံ့ဖြစ်ပါစေမတ်ဖို့နိဗ္ဗာန်ကိုရည်စူးပြီးလုပ်တယ်ဆိုရင်ဝိဝတ္တကုသိုလ်လို့ခေါ်တယ်တန်တရာပြည့်စေတဲ့ကုသိုလ်လို့ခေါ်တယ်အဲ့တော့ဘလို့ရည်ချက်နေမဲ့လို့ကုသိုလ်ကတော့ရတာကြီးပဲဒါပေမဲ့ဘယ်ကုသိုလ်ပုံမြတ်လဲလို့မေးရင်မတ်ဖို့နိဗ္ဗာန်ကိုရည်ရွယ်တောင်းတပြီးလုပ်တဲ့ကုသိုလ်ကပုံမြတ်တယ်ပေါ့လောကစည်းစိမ်တွေကိုအကျိုးတရားတွေကိုမျှော်လင့်တောင်းတပြီးလုပ်ရင်တော့အဲ့ကုသိုလ်ကအရင်ညံ့တယ်အဆိုးဆုံးကတော့ဂုံတွေကိုမတ်ပြီးလုပ်တဲ့ကုသိုလ်ကတော့အဆိုးဆုံးပဲဒါပေမဲ့ကတော့တခါတလေအဲ့ဒါကြတော့ကုသိုလ်တော်ရရှိမှရတော့မှာနော်တကယ်ကိုဂုံမျောတဲ့စိတ်ကြီးနဲ့လုပ်မယ်ဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့ကုသိုလ်ပါခဲ့ရင်တော့မဖြစ်လောက်ကလေးနည်းနည်းကလေးပဲပါမှာနော်ဂုံဘထုဂုံထုတွေကိုလိုချင်လို့လုပ်တဲ့ကုသိုလ်မျိုးတွေဥစဉ်တို့ကျောင်းမှာဆိုတဲ့တန်ဃာတော်တွေအများနဲ့ပြောရတယ်တို့စားတင်တယ်ဒါအလွန်မုံမြတ်တဲ့အလုပ်တွေဒါပေမဲ့စာမွေးပွဲအောင်ပြီးဘွဲတစ်စိတ်ရဖို့ဒကာဒကာမတွေရဲ့ဂုံပြုတ်ပူဇော်ပွဲတွေလှုပ်ချင်တဲ့စိတ်ကြီးနဲ့တော့စာမချက်ကြနဲ့စာမဖြေကြနဲ့အဲ့လိုဆိုလို့ရှိရင်ကိုလှုပ်တဲ့ကုသိုလ်ကအကုသိုလ်တွေရောပါသွားမယ်မကောင်းတဲ့စိတ်ကြီးတွေဖြစ်နေလို့ချင်းကုသိုလ်ရချင်မှရမှာအကုန်လုံးအကုသိုလ်တွေလည်းဖြစ်ချင်းဖြစ်နေမှာစာကြရင်အကုသိုလ်ဖြစ်ချင်းဖြစ်နေမှာအဲကြောင့်ကုသိုလ်လုပ်တဲ့အခါမှာခုံတွေကိုမမျောနဲ့လက်တွေကိုမမျောနဲ့နော်တတ်နိုင်ဆုံးကုသိုလ်တတ်တတ်လေးဖြစ်အောင်လို့နော်ပါရမီစိတ်နဲ့ပဲပါရမီဖြည့်တဲ့အနေနဲ့ပဲသဘောထားပြီးလုပ်ဒီလိုမျိုးပြောရတယ်အဲကြောင့်စိတ်မထားတတ်ဘူးဆိုလို့ချင်းခုံလက်တွေကိုမျောပြီးလုပ်မယ်ဆိုရင်အကုသိုလ်တွေတောင်ဖြစ်သွားနိုင်တယ်နော်ခုံလက်ကိုမျောတာဆိုတော့လေ